ပြောပြပေးသွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့အချောဆုံးမင်းသားစင်းတွေထဲမှာနံပါတ်30နေရာမှာရပ်တည်နေတဲ့မင်းသားကတော့ဆောင်းဝိုင်းလောင်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုကိုးကွယ်သူဖြစ်ပြီးတော့အရက်မြင့်မြင့်နဲ့ပြည်သက်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်းအပြည့်အဝရရှိထားပါတယ်။အသက်20နှစ်ရှိပြီးတော့တရုတ်နိုင်ငံဒေလီယန်မြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်9ရန်ရန်မင်းကလေးတွေရဲ့အသေးဆွဲမင်းသားလေးရန်ရန်ဟာတရုတ်နိုင်ငံရဲ့အချောဆုံးမင်းသားစင်းတွေထဲမှာနံပါတ်9နေရာမှာရပ်တည်လာပါတယ်။ဒီတိုင်းကြည့်လိုက်ရင်တော့အသက်ကငယ်လေးပဲရှိသေးမယ်လို့ထင်ရပါလိမ့်မယ်။ဒါပေမဲ့ရန်ရန်ဟာအသက်29နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုဝယ်ပြီးတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်10ရှူကိုင်ရှန် One in Dandablad drama ဇာတ်လမ်းတွေမှာ CEO အဖြစ်နဲ့အဓိကစက်ကောင်နေရာမှာပါဝင်ရုပ်ဆောင်ထားပြီးတော့ပြည်သက်တွေရဲ့အားပေးမှုကိုအမြောက်အများရရှိခဲ့တဲ့ရှူကိုင်ရှန်ဟာအချောဆုံးတရုတ်မင်းသားစင်းတွေထဲမှာတော့နံပါတ်10နေရာမှာရပ်တည်နေရပါအသက်ကတော့30နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်9ဒိုင်လာဝမ်တရုတ် F4 လို့ဆိုရတဲ့ဒရမာဇာတ်လမ်းမှာအဓိကစက်ကောင်နေရာ၌ပါဝင်ရုပ်ဆောင်ခဲ့တဲ့ဒိုင်လာဝမ်ကတော့တရုတ်နိုင်ငံရဲ့အချောဆုံးမင်းသားတွေထဲမှာနံပါတ်9နေရာမှာရပ်တည်နေပါတယ်။အရက်မြင့်မြင့်နဲ့မိန်းကလေးတွေရဲ့အသေးဆွဲမင်းသားတဦးလည်းဖြစ်ပါတယ်။တရုတ်ဆောင်အဆိုတော်အပြင်မော်ဒယ်စတဲ့အမှုပညာလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ဒိုင်လာဝမ်ဟာခုချိန်ထိတော့အသက်20နှစ်ရှိပါတယ်။သူ့ရဲ့မွေးရက်စာတီးကတော့တရုတ်နိုင်ငံရှိုင်းတူမြို့ပဲဖြစ်ပါတယ်။နံပါတ်6ဟူယီချန်နံပါတ်6နေရာမှာရပ်တည်နေတဲ့တရုတ်မင်းသားကတော့စကူးဒရမာဇာတ်လမ်းတွေမှာပြည်သက်တွေပို့ပြီးအတွေ့များပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့တရုတ်ဆောင်တဲ့ဇာတ်လမ်းတွေမှာပြည်သက်တွေချိန်နှစ်သက်ရတဲ့ဟူယီချန်ပဲဖြစ်ပါတယ်။သူရဲ့အသက်ကတော့28နှစ်ရှိပါပြီ။တရုတ်နိုင်ငံဟန်ဂျုံမြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်5ဂျန်ရှင်းရှန်နံပါတ်5နေရာမှာတော့စတီဗန်ဂျန်လို့လူသိများတဲ့ဂျန်ရှင်းရှန်ပဲဖြစ်ပါတယ်။ Skate into Love ဆိုတဲ့ဇာတ်လမ်းတွဲမှာအရန်ကိုနာမည်ကြီးခဲ့တဲ့မင်းသားဂျန်ရှင်းရှန်ဟာအခုချိန်ထိအသက်25နှစ်ရှိပြီးတော့တရုတ်နိုင်ငံဂျင်းကျုံမြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်4လင်ရီတရုတ်နိုင်ငံရဲ့အချောဆုံးမင်းသားစင်းထဲမှာနံပါတ်4နေရာ၌ရပ်တည်နေတဲ့လင်ရီကတော့မြန်မာမင်းကလေးတွေကြားမှာတော်တော်လေးရေပန်းစားနေပြီးတော့ပြည်သက်တွေရဲ့အသေးဆွဲမင်းသားတဦးလည်းဖြစ်ပါတယ်။လင်းရီဟာအခုချိန်ထိအသက်22နှစ်ရှိပြီးတော့တရုတ်နိုင်ငံဟီဘိုင်းမြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်3ဒီရှင်ကိုကိုစကွက်ဇာတ်လမ်းကိုပြည်သက်တို့သိကြမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဇာတ်လမ်းတွေဟာမြန်မာနိုင်ငံမှာအတော်လေးကိုလူကြိုက်များကြပါတယ်။ဒီရှန်ကိုလည်းပြည်သက်တွေတော်တော်များများအဲ့ဒီဇာတ်လမ်းတွေကနေစသိကြမယ်လို့ထင်ပါတယ်။ဒီရှန်ဟာအခုချိန်ထိအသက်29နှစ်ရှိပါပြီ။တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်2ရှာယူဂျန်တန်အန်သိမ်းမဲ့ဆိုတဲ့ဇာတ်လမ်းလေးဟာမြန်မာနိုင်ငံအနေနဲ့ဆို rating အများဆုံးဖြစ်မယ်လို့ထင်ပါတယ်။ရှာယူဂျန်ဟာတန်အန်သိမ်းမဲ့ဆိုတဲ့ဒရာမာမှာအဓိကစက်ကောင်နေရာ၌ပါဝင်သရုပ်ဆောင်ထားပါတယ်။သရုပ်ဆောင်သမကအစိုးရတွေမှာလည်းထူးချွန်တဲ့ရှာယူဂျန်ဟာအခုချိန်ထိအသက်29နှစ်ရှိပါတယ်။ငယ်ရွယ်နှုပြိုနေသေးရလို့ထင်ရပါလိမ့်မယ်။တရုတ်နိုင်ငံရွှန်ကျင်းမြို့မှာမွေးဖွားခဲ့ပါတယ်။နံပါတ်1ဝမ်ယီဘိုတန်အန်သိမ်းမဲ့ဆိုတဲ့ဒရမာမှာရှာယူဂျန်နဲ့အတူအဓိကစက်ကောင်နေရာမှာပါဝင်သရုပ်ဆောင်ထားတဲ့ဝမ်ယီဘိုကိုပြည်သက်တွေတော်တော်များများသိကြလိမ့်မယ်လို့ထင်ပါတယ်။ထွက်ရှိတဲ့ဒရမာတိုင်းအောင်မြင်မှုတွေရရှိပြီးတော့မြန်မာမိန်းကလေးတွေကြားမှာလည်းအရန်ကုန်ကြီးပန်းစားနေပါတယ်။ဝမ်ယီဘိုဟာတရုတ်နိုင်ငံရဲ့အချောဆုံးမင်းသားစင်းထဲမှာထိပ်ဆုံးကနေရပ်တည်လာပါတယ်။အသက်23နှစ်ရှိပြီးတော့တရုတ်နိုင်ငံလူယန်မြို့မှာမွေးဖွားခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ရဲ့ YouTube Channel မှာတရုတ်နိုင်ငံရဲ့အကျော်ဆုံးမင်းသား10ဦးအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ပရိသတ်တွေကြိုက်နေတဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။